ကနေ့ဖတ်ပြသွားမှာကတော့စုံတော့ဝတ္ထုအသစ်ဆက်ဆက်ဖြစ်တဲ့နန်းမြို့ဟောင်းကပဟေလိနဲ့စုံတော့ဦးမြင့်ကောင်းအခန်းဆက်နဲ့ပကံမီမပဟေလိနဲ့ဖြစ်ပါတယ်။ရှေ့အပိုင်းတွေကို channel ထဲမှာဝင်ရောက်နားဆင်နေပါတယ်။ နန်းမြို့အောင်မှုပြီးဆုံးသွားဒီမှာတပတ်ခန့်ရှိခဲ့နေပြီ။မန္တလေးမြို့၏နေရောင်ကြီးမှာပူပြင်းလာတော့လေကျွန်ုပ်၏အိမ်ရှိဝရန်တာတွင်ထိုင်ရင်ရင်နွေးချမ်းတောင်းနေရဒီမှာတမျိုးအရသာရှိလာ၏ကျွန်ုပ်သည်ဆေးထောင်ကိုအသားအရာဖြီရင်ရှေးရောင်းပူရပိုက်တခုကိုဖတ်နေစဉ်ချင်းဝင်းအတွင်းသို့ကားတစ်စီးဝင်လာပြန်သည်ဒီတကားတော့ဦးထွန်းဖေ၏ရဲချစ်ကားမဟုတ်ပဲခန့်ညားသောကောင်းအနက်လေးတစ်စီးဖြစ်နေ၏ကားပေါ်မှဆင်းလာသူမှာဦးတာတို့ပင်ဖြစ်လေသည်ဦးတာတို့၏မျက်နှာမှာထုံးစံအတိုင်းတီငိုင်နေတော့လဲမျက်လုံးများတဲ့တွင်စိုးရင်ရည်အချို့ကိုကျွန်ုပ်မြင်လိုက်ရသည်ဂရောဘာဦးတာတို့ဘာများထူးခြားလို့လဲဗျာဟုကျွန်ုပ်ကနေရာဘေးမေးလိုက်၏ဦးတာတို့ကတပြင်းတစ်ချက်ချတာဝင်ထိုင်လိုက်ပြီးမွန်းကောင်ခမည်းကိုအကူအညီတောင်းစရာတခုပေါ်လာပြန်ပြီဗျာဒီတခါတော့မန္တလေးမှာမဟုတ်ဘူးပကံမြေမှာဗျာကျွန်ုပ်ကမြင်မောင်းကြုံလိုက်မိသည်ပကံမြေဆိုဒီမှာမြမသမိုင်း၏အမြူတေဖျားပထိုးပေါင်းထောင်တောင်းကြည့်ရှိရာနေရာမို့ပါလားပကံမှာဘာဖြစ်လို့လဲဦးတာတို့ပကံကနမဲမရှိတဲ့ရှေးရောင်ဖျားငယ်တစုမှာဗျာအဲ့ဒီဖျားဟာလူသူအယောက်အပေါက်နဲတဲ့နေရာမှာရှိတာဒါပေမဲ့ပြီးခဲ့တဲ့3ညဆက်တိုင်အဲ့ဒီဖျားတွေကနေထူးဆန်းတဲ့အတန်းတွေကြားနေရတယ်လို့ဒေသခံတွေကပြောနေကြတယ်ဘလို့အတန်းမျိုးလဲဗျာညာတန်းကောင်ရမှာမိမ့်မတယောက်ငိုတန်းလို့လူပြီးတော့ရှေးရောင်ဒူရိယာတခုခုကိုတီးခတ်နေတန်းလို့ကြားရတယ်ပိုပြီးထူးဆန်းတာတော့အဲ့ဒီဖျားရဲ့အတွင်းထဲကနေစိမ့်ဖန်ဖန်အလင်းရောင်တွေထွက်လာတယ်လို့ဆိုတယ်ကျွန်ုပ်ဒီဆေးတောင်ကိုအားရပါရတစ်ချက်မှုတ်ထုတ်လိုက်၏အလင်းရောင်နဲ့အတန်ဒါဟာနန်လောကသားတွေရဲ့လက်ချက်လားဒါမှမဟုတ်လူတွေလွှဲခွက်လားဆိုတာစဉ်းစားစရာပဲဒါနဲ့အဲ့ဒီဖျားရဲ့နေရန်ဆွဲရဲကားတွေကတော့ထူးကြတာရှိလားဗျဦးတာတို့ကခေါင်းငိမ်ပြသည်ရှိတာဘောမင်းကောင်ရင်အဲ့ဒီဖျားဟာအလောင်းစီသူမင်းကြီးခေတ်ကတည်ခဲ့တာလို့ယူဆရတယ်နေရန်ပေါ်မှာကိန္ဒရာပုံတွေအများကြီးရှိတယ်အခုတရင်ကြတာတော့အဲ့ဒီပုံတွေကကိန္ဒရိမာလေးတို့ကနေရန်ပေါ်မှာမရှိတော့ပဲပျောက်သွားတယ်လို့ဆိုတယ်ကျွန်ုပ်ဒီချက်ချင်းပင်ထလိုက်မိသည်နေရန်ဆွဲရဲကပျောက်သွားတယ်ဟုတ်လားဒါဟာတာမန်ကိစ္စမဟုတ်တော့ဘူးဦးတာတို့ကဲကိုထုံးဖေကိုလည်းအကြောင်းကြားလိုက်ပါအောင်ကျွန်တော်တို့ပကံမြေကိုတစ်ခေါက်လောက်သွားလဲရတော့မှာပဲနောက်တနေ့မနက်တနေ့ကျွန်တော်တို့၃ယောက်သားပကံမြေတို့ဥတီထွက်ခွာလာခဲ့ကြသည်ပကံဤဖုံတော်များကြားတွင်ဖျားပထိုးများကခန့်ညားစွာတည်ရှိနေကြ၏နေဝင်ရီတော်အချိန်တွင်ကျွန်တော်တို့သည်အဆိုပါထူးဆန်းတဲ့ဖျားငယ်လေးတစ်ချိကိုရောက်ရှိလာခဲ့ကြသည်ဖျားဝဲအတွင်းသို့ခြေချလိုက်တဲ့စဉ်အေးစိန်တော်လေးသူကကျွန်တော်တို့ကိုစီးကြိုလာနီဖျားဤကိုယ်သုံးအတွင်းပိုင်းမှာမှောင်မဲညူတော်တဲ့တစုံတစ်ခုသောအနတ်ကကျွန်ုပ်၏နှာခေါင်းထဲသို့တိုးဝင်လာသည်ကိုမင်းကောင်းခညာရနတ်တကူဟုရလာခမဟုဦးထုံးဖေကတနတ်ကိုအသားဆန်းရင်းမေးလိုက်၏ရတယ်ကိုထုံးဖေဒါဟာစမဲပန်းနံမယ်ဒီလို6တွေးတဲ့ပငန်မြေကဖျားပြက်ကြီးထဲမှာစမဲပန်းနံရနေတာဟာတိတ်တော့မရိုးရှင်းဘူးဗျာကျွန်ုပ်ဒီဓာတ်မြေကိုအသားအရထိုးကြည့်လိုက်ရာနေရန်ပေါ်ရှိဆွဲရဲကားများကြားတွင်ကွက်လက်ကြီးတစ်ခုဖြစ်နေတော့ကိုတွေ့လိုက်ရလေသည်ဒီမှာဦးတာတို့ပြောခဲ့တဲ့ပျောက်ဆုံးသွားတဲ့ကိန္နရီပုံစံပင်ဖြစ်၏ထိုစဉ်ဖျား၏အတွင်ပိုင်းအမှောင်တွေကတယောတန်းတယ်သို့သောအထန်အေးလေးတစ်ခုထွက်ပေါ်လာတော့လေသည်